နှစ်ထဲမှာပေါ့နော်တတိချာ2ရဲ့ညမထွက်ရရဆိုပြီးကားလေးနှစ်ကစကားတင်နဲ့ပါလာရပေါ့နော်အဲ့ကားလေးနှစ်ကားထဲမှာတော့ character တတိချာတော့ကျောင်းဆရာမလေး character ရယ်နောက်တစ်ခုကကျတော့လုံးဝကွဲပါတယ်လူဆိုးမလေးပေါ့ villain character အနေနဲ့ပါဝင်ထားပါတယ်ဟုတ်ညတို့ဆိုလဲအခုကစူးစမ်းနေစေဒီလိုတရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီးတော့အများကြီးလေးလာနေရတယ် character တစ်ခုပြီးပြင်ဖို့အောက်ခြေအောက်ခြေကနေစပြီးအစစ်အများကြီးလေးလာသွားမှဒါတရုပ်ဆောင်ကောင်တယောက်ဖြစ်နိုင်မှာပါကိုပိုင် item လေးရှိအောင်ကိုပိုင် character လေးရှိအောင်တကယ် senior တရုပ်ဆောင်တွေရဲ့ detail ကြတဲ့တရုပ်ဆောင်မှုတွေကို like ပြီးလေ့လာရတာတော့ရှိတာပေါ့နော်ဒါပေမဲ့အဲ့ဒီ influence မဝင်ဘူးတော့ထိန်းရတာပေါ့မြတ်ဟိုးငယ်ငယ်လေးတည်းကအရန် crazy ဖြစ်ပြီးတော့အရန်သဘောကျအဲ့ဒါဘာလို့လဲဆိုကိုထွန်းကိုကြတော့အဲ့ပန်းသီးပုံပြင်းဆိုတဲ့ကားလေးကနေပြီးတော့မဟုတ်ဝဲနဲ့ရိုက်တဲ့ပန်းသီးပုံပြင်းဆိုတဲ့ကားလေးကနေစကြိုက်တာအဲ့တော့အခုချိန်ထိလည်းကိုထွန်းနဲ့ရိုက်ရတယ်ဆိုတော့ဒါကိုယ့်ရဲ့ဆန္ဒလေးပြေဝသွားပြီပေါ့နော်အဲ့တော့တကယ်ထပ်ပြီးရိုက်မယ်ဆိုရင်လည်းဒါကိုသဘောကျတဲ့ idol နဲ့ပဲရိုက်ချင်ပါတယ်